ဆိုတော့လောကမှာမတိသုံးမျိုးဆိုတဲ့အရာရှိပါတယ်။နော်လူသားတွေရန်တိချင်နေပေမဲ့ဘုရားသခင်ဖွက်ထားတဲ့အရာ၃မျိုးပဲဖြစ်တယ်။ဆိုတော့ပထမမတိတစ်မျိုးကဘာလဲဆိုရင်ကိုယ်ဘယ်နေရာမှာတည်မယ်ဆိုတာဘယ်သူမှမတိပါဘူး။နော်လူတိုင်းကတည်မယ်ဆိုတာတည်တယ်။တည်ရင်တင်းချိုင်းကုန်းရောက်မယ်ဆိုတာတည်ကြပါတယ်။ဒါပေမဲ့ကိုယ်ဘယ်နေရာမှာတည်မယ်ဆိုတာဘယ်သူမှမတိကြဘူး။နော်လူတွေကအရန်တိချင်နေမဲ့ဒီဟာကိုဘုရားကဖွက်ထားတာပဲဖြစ်ပါတယ်။ဆိုတော့တကယ်လို့ကိုကဒီလမ်းထိပ်မှာတည်မယ်ဆိုတာတည်တယ်ဆိုရင်ကိုအဲ့ဒီကိုဘယ်တော့မှသွားမှာမဟုတ်ဘူးဒါဆိုရင်ဘယ်တော့မှတည်တော့မှာမဟုတ်ဘူးအမြဲတမ်းရှောင်ကွင်းပြီးမှပဲသွားကြမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုကျွန်တော်ဘဝမှာဖရာသခင်လည်းလိုတော့မှာမဟုတ်ပါဘူးဒါကြောင့်တရားကိုဖရာကဖွက်ထားရခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒုတိယမတိတစ်မျိုးကကိုဘလို့ပုံစံတည်မယ်ဆိုတာဘယ်သူမှမတည်ပါဘူးကိုရည်ထဲမှာတည်မလားနော်ကုန်းပေါ်မှာကားတိုက်ပြီးတည်မလားဒါမှမဟုတ်ယောဂနဲ့တည်မလားဘလို့ပုံစံတည်မယ်ဆိုတာဘယ်သူမှမတည်ကြဘူးဒါကိုလည်းဖခင်ကဖွက်ထားတာဖြစ်တယ်တကယ်လို့ကိုကစီးချိုယောဂနဲ့တည်မယ်ဆိုတာတည်တယ်ဆိုရင်နော်ကျွန်တော်အသက်ရှင်နေတဲ့ခါမှာထိုယောဂမဖြစ်အောင်ကာကွယ်ကြမှာဖြစ်တယ်နော်အချိုတွေလည်းရှောင်မဲ့အစိမ့်တွေလည်းရှောင်မဲ့နော်အစီတွေကိုလည်းရှောင်ကြမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုရှောင်ရဲ့သားနဲ့ကျွန်တော်တို့စီးချိုယောဂနဲ့တည်သွားတယ်ဆိုရင်နော်ကောင်းကင်နိုင်ငံတော်ရောက်တဲ့ခါမှာဖခင်ကိုဝိုင်းပြီးမိကွန်းထုတ်ကြမှာဖြစ်တယ်နော်ကိုတော့ကျွန်တော်လောကမှာအသက်ရှင်တဲ့ခါမှာအချိုလည်းမစားပဲနဲ့ဘာကြောင့်စီးချိုယောဂနဲ့တည်တာလဲဆိုပြီးတော့ဝိုင်းပြီးတော့နော်မေကွန်းထုတ်ကြမယ်နော်ရှာရှည်ကြမှာဆိုလို့နော်ဖခင်ကဒီဟာကိုလည်းဖွက်ထားတာပဲဖြစ်ပါတယ်ဆိုတော့နောက်ဆုံးမတိတဲ့မျိုးကဘာလဲဆိုရင်ကိုဘယ်အချိန်မှတည်မယ်ဆိုတာဘယ်သူမှမတည်ပါဘူးနော်တကယ်လို့ညတကောင်ရံမှာကျွန်တော်တည်မယ်ဆိုတာတည်နေတယ်ဆိုရင်အခုချိန်ကျွန်တော်တို့ဘာလုပ်ကြမလဲနော်ကောင်းတာတွေကိုလည်းလုပ်နိုင်တယ်လို့နော်မကောင်းတာကိုလည်းကျွန်တော်တို့လုပ်ကြမှာဖြစ်နော်ကိုအမြင်ကတ်တဲ့လူလည်းတခါတည်းခေါ်ရင်ခေါ်သွားမှာပဲဖြစ်နော်မထူးပါဘူးကွာဆိုပြီးတရွာလုံးမီးရှို့ပြီးမှလည်းလှုပ်ကောင်းလှုပ်သွားမှာဖြစ်တယ်နော်လူရဲ့စိတ်ကနော်ရှုပ်ထွေးပါတယ်နော်လူရဲ့စိတ်ကအမျိုးမျိုးထူတွေဖြစ်တတ်တဲ့ခါမှာဒီယာကိုလည်းဖခင်ကဖွက်ထားတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီယာကိုမတိသုံးမျိုးလို့ကျွန်တော်တို့လူသားတွေကခေါ်ဝေါ်ကြတယ်ဒါပေမဲ့ဖခင်သခင်ကဒီမတိသုံးမျိုးကိုတော့ဖွက်ထားပေမဲ့အသက်ရှင်ခြင်းလမ်းဖြစ်တဲ့ယေရှုခရစ်တော်ကိုတော့နော်လူသားတွေသိအောင်တော့တမန်ကျမ်းစာအဖြစ်ပေါ်ပြထားပြီးပဲဖြစ်ပါတယ်နော်ထိုယေရှုခရစ်တော်မိမိတဲ့တခင်ကတင်ပိုင်ရှင်ပြီးယုံကြည်လက်ခံခြင်းအဖြစ်နော်ဒုက္ခတွေပြဿနာတွေထဲမှာကြုံတွေ့တဲ့ချိန်မှာယေရှုခရစ်တော်ကိုမျှော်လင့်ခြင်းအဖြစ်ကျွန်တော်ဘဝမှာတွေ့ကြုံနေရတဲ့အခြေအနေတွေနော်ဝိညာဉ်ရေးရတာမကနော်ဘဝအသက်တာရှောက်လန်းတဲ့အခါမှာလဲနော်ကျွန်တော်တို့ရဲ့အရာရာကိုပြန်လဲရှင်တန်စေဖို့အတွက်ဖြစ်ပါတယ်ယေရှုခရစ်တော်ကအသက်ရှင်ခြင်းဖြစ်တည်ရှင်စီတော့ဂုံတက်တိရှိတော့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ဟောရှင်ဝါကြာခန်းကြီး14အငယ်6မှာဆိုရင်ဟောဒီငါဒီလန်ခီတမတရားအတက်ဖြစ်တယ်တဲ့။နော်ငါ့ကိုအမိမပြုတ်ပဲဘယ်သူမှခမဲတော်စီကိုမရောက်ဘူးလို့တွင်တင်ထားပါတယ်။လန်ခီနော်တမတရားအတက်ဖြစ်သူကအတက်ဖြစ်တဲ့ခါမှာလူတွေကိုအတက်ရှင်စီတဲ့ဂုံတက်တိရှိတာပဲဖြစ်ပါတယ်။နော်သူ့ထဲကိုတရားရောကလာပြီးအတက်ထည့်ထားတာမဟုတ်ဘဲနဲ့သူကအတက်ရဲ့အရင်းနဲ့အတက်ဖြစ်နေတဲ့ခါမှာလူတွေကိုထာဝရအတက်ပေးနိုင်တယ်။နော်တေဆုံးသွားပြီလို့ထင်ရတဲ့ဒီပေါင်းတင်းဆက်ဆံရေးတွေကိုပြန်လဲရှင်တန်စေနိုင်တယ်။နော်တေဆုံးသွားပြီလို့ထင်ရတဲ့ဒီနေ့မျိုးလင့်ချက်တွေကိုလည်းပြန်လဲရှင်တန်စေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘဝမှာဆိုရင်အရင်တော့ကျွန်တော်တိုးထဲမှာအမှုတော်ဆောင်နေရင်းနဲ့ကျွန်တော်ရဲ့ပညာရေးကတော့တေဆုံးသွားပြီလို့ကျွန်တော်ထင်ထားခဲ့တာ။ဒါပေမဲ့ယေရှုခရစ်တော်ထဲမှာကျွန်တော်မျိုးလင့်ပြီးတော့တက်ရှင်ရှောက်လန်းတဲ့အခါမှာတေဆုံးသွားပြီလို့ထင်ရတဲ့ကျွန်တော်ရဲ့ပညာရေးတွေဒီနေ့ပြန်ပြီးတော့ရှင်တန်ခွင့်ကိုရရှိနေတာပဲဖြစ်ပါတယ်။အာမင်။ဆိုတော့ယေရှုရဲ့မျက်နှာနဲ့ကျွန်တော်ကိုလည်းကြောင်းထောက်တဲ့သူတွေပေါ်လာတာဖြစ်တယ်။နော်တေဆုံးသွားပြီလို့ထင်ရတဲ့ကျွန်တော်ရဲ့အနာဂတ်တွေကိုပြန်လဲရှင်တန်စေတယ်။နော်တေဆုံးသွားပြီလို့ထင်ရတဲ့ကျွန်တော်ရဲ့ဝိညာဉ်ရေးရတာမကနော်ကျွန်တော်တို့ရဲ့စီးပွားရေးတွေကျွန်တော်တို့ရဲ့နော်ဒီနေ့ပေါင်းတင်ဆက်ဆံရေးတွေကစနော်တေဆုံးသွားပြီလို့ထင်ရတဲ့ကျွန်တော်တို့ရဲ့မျိုးလင်းချက်တွေကိုပြန်လဲရှင်တန်စေတော့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဘလို့ခြေနေမျိုးမှမဆိုနော်သင်ဘဝအတွက်ယခုဘဝနောင်ဘဝအတွက်အသက်ရှင်စီတတ်တော့ယေရှုခရစ်နဲ့တူကျွန်တော်တို့အသက်တာကိုရှောက်လန်းမယ်ဆိုရင်ကျွန်တော်ဘောမှာတွေ့ကြုံတဲ့အခြေအနေမျိုးမျိုးထဲကနေပြန်လည်ပြီးတော့ survive เนาะပြန်လည်ပြီးတော့ရှင်တန်ရတဲ့ခွင့်ကိုရရှိမှာပဲဖြစ်ပါတယ်เนาะတို့ယေရှုနဲ့ရှောက်လန်းမယ်ဆိုရင်တင်းရဲ့အသက်တာထဲမှာရှင်တန်ခွင့်ကိုเนาะကြာဆုံးသွားပြီးပျောက်ဆုံးသွားပြီးလို့ထင်ရတဲ့ຢာတွေပြန်လည်ရှင်တန်စေုံနာမကအတက်နဲ့ပြည့်စုံရတဲ့ခွင့်어ကောင်းမွန်လာပါတဲ့အသက်တာတွေကိုလည်းပိုင်ဆိုင်ရရှိစေမှာပဲဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဤများလောင်အသက်ရှင်ခြင်းလန်းဆိုတဲ့ကောင်းစဉ်လေးအဖြစ်မျှဝေပေးလိုပါတယ်ရောက်စီတိုင်းပေါ်မှာဖျားတခင်ကောင်းချီးပေးပါစေ